မှာဆိုနေနေတော့တနေ့ကနေနေတော့နားမှဖြစ်မယ်အိမ်မှာနားနေမှရတနေ့ကနေနေတော့တက်တက်တောက်ဖို့ခေါ်နေကြအကြောင်းပိတ်ရဆော့တယ်တောက်ဖို့ခေါ်နေကြသွားနိုင်ဗါလဲတနေ့ကနေနေအော်ခွန်းရဘက်သွားမယ်ဆိုခေါ်နေကြခွန်းရဘက်သွားမယ်တဲ့ဖြစ်ညနေ6 နာရီလောက်ပြန်မယ်တောက်ကြမယ်တဲ့တက်ချင်းကိစ္စသွားလို့မှာလားရွှေတူးဆိုတော့တက်ချင်းကိစ္စသွားမှာဆန်းလေးကိုတက်ကိုခေါ်နေတာဒါပေမဲ့တက်မသွားချင်လို့လေနားမလို့လေတရက်တက်လေတော့အိမ်မှာနားလာfighting အောင်မြင်သွားတယ်တက်ကိုမမေ့နဲ့不错这个钱我烟头钱不错耶钱我烟头钱搞嘛嘞လောအပီတန်နဲ့လို့ကိုပြောင်းပြတာလို့ဆိုလဲရုပ်မချောဘူးလေအတန်ကောင်းတယ်တဲ့မလားကိုပြတာပြောင်းဝီလို့ဆိုတာလေအဲ့ကိုပြောင်းဝီပြတာဆိုတာတသက်နဲ့သိတယ်ပြောင်းဝီကိုပြတာနဲ့ကတသက်နဲ့သိတယ်သူနဲ့ကြတော့ဖော်ရွေပဲသိရလားကိုပြတာသူကယူမြတ်သူရဲ့တချင်းတွေရေးဆိုဖော်ရွေပဲလေတဲ့ဟိုလိုဆိုမသိဘူးအနဘာစီမှာသူ surprise လုပ်ပြီးနေတည်ရအိညာဒါပေမဲ့သူတို့ဆိုလဲရုံမချောกว่าဒီလားကိုပြတ်တာရုံမချောဒါပေမဲ့အတန်းကောင်းတယ်အတန်းကမိမအတန်းပေါက်တာလေပြောမှာသူ့အတန်းလေးဆိုအော်ဦးစွာနင်းချင်းလိုက်တာတော့ဟုတ်ပါနေတော့ရေးတိုင်းနေတူတယ်ဟဲ့လားဥစ္စာဘာလို့တသက်ရဲ့ live မှာမရှိဘဲနဲ့ဘယ်တိုင်းမျိုးသွားနေရလဲပြောစိတ်ဆိုးကျင်လာရင်နော်တသက်ရဲ့ live မှာပဲရှိရမှာဘာကိစ္စနဲ့တခြား live မှာသွားနေတာချစ်အပါစိတ်ဆိုးတော့မပြေဘူးနော်တသက်အမငယ်ပုံပြတယ်ကြည့်မလားပြကြည့်ဥစွာဘာကိစ္စတသက်ရဲ့ live မှာမရှိတာလဲလို့ဥစွာတခြား live သွားကြည့်နေရမလားဆက်စီ live တွေသွားကြည့်နေရတော့မဟုတ်ပါဘူးနော်မနေ့ကအကောက်လေးလင့်မာတော့ပါလို့ဆိုတေးကြတယ်ဩဥစွာကိုတောင်က